အားလုံးပဲမင်္ဂလာပါရှင်နေစားတန်ရှင်ဝန်ထမ်းလေးတွေအတွက်တင်းကောင်းလေးတစ်ခုကိုယူဆောင်လာပေးပါရဲ့ရှင် ဟုတ်မှလာလုံးမဲ့နေစားတန်ရှင်းဝန်ထမ်းလေးတွေအတွက်လောအားကတရက်ကို12000ကျပ်နှုန်းဖြင့်တိုးမြင့်ပြီးတော့ပေးထားပါတယ်ရှင် လောက်သက်3လပြည့်ပြီဆိုရင်တော့လကစားအဖြစ်ရရှိမှာပဲဖြစ်ပြီးတော့3,200,000ကျပ်ကိုရရှိသွားမှာပဲဖြစ်ပါရဲ့ရှင် လုံသက်6လပြည့်ပြီးသွားရင်တော့လာစား3,600,000ကျပ်ကိုရရှိမှာပဲဖြစ်ပါတယ်ရှင် လောက်သက်တစ်နှစ်ပြည့်ရဆိုရင်တော့လစား4,000,000ကျပ်ကိုရရှိသွားမှာပဲဖြစ်ပြီးတော့ လုံဆောင်မှုကောင်းမှုသူများအနေဖြင့်တော့အချိန်ကာလစောပြီးတော့လည်းရရှိနိုင်ပါတယ်ရှင် ဒါဆိုရင်တော့အလုပ်စာအုပ်လျှောက်ထားသူများအနေနဲ့ကတော့အောက်ဖော်ပြပါဖုန်းနံပါတ်လေးကိုမနက်၈နာရီခွဲကနေပြီးတော့ညနေ9နာရီခွဲအတွင်းဖုန်းဆက်သွယ်စုံစမ်းပြီးတော့အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါရဲ့ရှင် ဟုတ်ကဲ့ပါအလုပ်တီနေရာလေးကတော့အမှတ်1381ကကြီးတူမနာ1လန်16အပိုင်းလေးရက်ကွက်တင်ငန်းကျွန်းမြို့နေပါရှင်အနည်းဆုံးမှတ်တိုင်လေးကတော့တင်ငန်းကျွန်းတရက်တော်မှတ်တိုင်ပါရှင် ဟုတ်ကဲ့ပါဇဝနာမှတ်တိုင်လေးမှာဆင်းမယ်ဆိုရင်လည်းကားတွေပေါ်ပါရဲ့ရှင်ဆိုတော့အလုပ်လာရောက်လျှောက်ထားသူများအနေနဲ့အသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းလိုရဲဆိုရင်တော့အောက်ဖော်ပြပါဖုန်းနံပါတ်လေးကိုမနက်၈နာရီခွဲကနေညနေ9နာရီအတွင်းစုံစမ်းပေးပါအလုပ်လာရောက်လျှောက်ထားသူများအားလုံးကိုနှွေးထွေးစွာကြိုဆိုနေပါရဲ့အမြန်ဆုံးလာရောက်လျှောက်ထားဖို့အတွက်ဖိတ်ခေါ်လိုက်ပါရဲ့ရှင် အသက်အရွယ်ပညာရည်ချင်းလုံးဝမကြည့်ရဲ့စ조사ချင်သူတိုင်းအတွက်ခွင့်ရရှိတဲ့ဟုတ်တယ်ရှင်ကြီးပါအလုံးလို့ရင်ဟုတ်ရှိရဲ့နော်